မင်္ဂလာပေါင်းတဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ကြပါစေဆရာမစောတီဆန်ဖြစ်ပါတယ်ဆရာမတို့ဒီနေ့ Star City ကိုရောက်နေတာဖြစ်ပါတယ်ဒီမှာဆရာမတို့အိမ်တန်းရေတရားဆောင်ရွက်မှာဖြစ်ပါတယ်เนาะဒါကြောင့်မလို့ဆရာမတို့အိမ်တန်းရေတရားလေးတွေလည်းဆရာမတို့တင်မယ်ဝင်းစည်းတာလေးတွေတင်မယ်ဒီမှာဝင်းစည်းဝိုင်းဆရာမတို့တစ်ခါတည်းပွဲပေးသွားမှာဖြစ်ပါတယ်เนาะဒါကြောင့်မလို့ဆရာမနဲ့အတူအိမ်တန်းရေတရားလုပ်တာကိုလည်းလိုက်ကြည့်ပါအိမ်တန်းရေတရားလုပ်ခြင်းအပြင်မိမိတို့အိမ်မှာအေးချမ်းမယ်မိသားစုတွေဆဆရဆင်ပြေစေတယ်စီးပွားရေးလည်းတိုးတက်စေပါတယ်เนาะဒါကြောင့်မလို့ဆရာမကအိမ်တန်းရေတရားကိုဆောင်ရွက်တင်ပါတယ်လို့ဆရာမကဒါပြောကြချင်ပါလေအားလုံးကျမ်းမာချမ်းသာရလို့ရဆန္ဒပြညအောင်မြင်ကြပါစေမင်္ဂလာအောင်ကြောင်းဖြစ်ပါတယ်ဖွင့်အေးအဲ့ဒါဆောင်းအမအောင်ဒီပိုင်လေးနိုင်လေးခိုင်းလေးကဲအောင်ဒီမင်္ဂလာအောင်ကြောင်းကြရွှေဝီကအဲ့ဒါပါလို့တွေ့နားလူအေးတဲ့လေးအောင်ကြောင်းအေးမာအေးညွတ်တဲ့ချူလေးတပြေတို့ခက်ဝေးYes, la la